ပွဲဥထွက်မှာအင်ရှင်တဲ့အခြေအနေကောင်းမယ်။ AN Sport ပိတ်တယ်များအလုံးမင်္ဂလာပါ။ဒီနေ့မှာတော့တောက်ကြညမှာရှင်ပြန်ကစားတော့မဲ့ကမ္ဘာဖလားပွဲစဉ်များကိုသုံးသက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကနေဒါနဲ့ဘော့စနီးယားကနေဒါကတရေအနုတ်80ကနေတစ်ပေါင်း80အထိကြေးပြင်းလာပါတယ်။အင်ရှင်ကနေဒါအသင်းဟာနောက်ဆုံး10ပွဲဆက်တိုက်ရှုံးပွဲမရှိဖျက်တမ်းထားနိုင်တာပါ။ဂျူဗင်တက်တိုက်စစ်မှုဂျူနသန်ဒေးဗစ်ကလည်းတိုက်စစ်မှာအားထားရပြီးတော့ကွင်းလယ်မှာဘူချာနန်ကိုနေရိုလိုကစားသမားကောင်းတွေရှိနေပါတယ်။ခန်းစစ်ကစားပုံလဲကောင်းမွန်တာမို့ဘော့စနီးယားကိုအသာစီးနဲ့ကစားနိုင်ပါလိမ့်မယ်။လူကစ်ကိုလာစီနက်တို့လိုကစားသမားကောင်းတွေပိုင်ဆိုင်ထားပေမဲ့အင်ရှင်ကနေဒါကိုတော့ဘော့စနီးယားရှင်းနိုင်မှာမဟုတ်ပါဘူး။ကြေးပြင်းနေတဲ့ကနေဒါကိုပဲရွေးချယ်ချင်ပါတယ်။ USA နဲ့ပါရာဂွေပိုချက်တီနိုဦးဆောင်တဲ့အမေရိကန်အသင်းဟာခြေစမ်းပွဲတွေမှာဂျာမနီကိုရှုံးနိမ့်ခဲ့ရပေမဲ့တိုက်စစ်ကစားပုံအတော်လေးကောင်းမွန်တာတွေ့ရပါတယ်။ပါရာဂွေနဲ့တွေ့ဆုံခဲ့တဲ့နောက်ဆုံး3ကြိမ်ဆက်တိုက်လေအမေရိကန်အသင်းကအနိုင်ရထားပါတယ်။တိုက်စစ်မှာမကန်နီပူလစ်စစ်ဘာလိုဂန်တို့လိုကစားသမားကောင်းတွေရှိနေပြီးတော့ခန်းစစ်ပိုင်းကတော့အမြင့်ဘောကောက်ွယ်တာတွေအားနည်းနေပါသေးတယ်။ဒါကြောင့်ပါရာဂွေကတေကန်ဘောရီယာနေအမေရိကန်ကိုဒုက္ခပေးလာနိုင်ပါတယ်။ဒါပေမဲ့ပါရာဂွေဟာအဝေးကွင်းထက်အိမ်ကွင်းအားကောင်းတဲ့အသင်းပါ။ဒါကြောင့်လက်ရှိအမေရိကန်အိမ်ကွင်းမှာတော့အေရှင်ပရက်တက်တွေရဲ့အားပေးမှုကြောင့်ပါရာဂွေတို့ရုန်းကန်ရနိုင်ပါတယ်။ဒီပွဲစဉ်တွေထဲကအကြိုက်ဆုံးတပွဲကောင်းရွေးချယ်မှုတော့ AN Sport ရဲ့ Telegram Channel မှာတီးတန့်တင်ဆက်ပေးထားပါတယ်။ Channel ကို join ပြီးတော့အခမဲ့ရယူနိုင်ပါတယ်။ join ဖို့အတွက်လည်း comment မှာ link ချပေးထားပါတယ်။ဒီပွဲစဉ်တွေပေါ်ညီကိုတော့ဘယ်လိုမြင်ကြလဲ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။